ငါကွာဂျုံလုံးနေပါလေတော်တော်လေးလုံးတက်တာပဲ ဟမ် ဂျုံလုံးနေပါလေလုံးတက်တော်ပါလေလို့ ဆက်ရှင်းလုံးတော့ အေးဟုတ်တယ်ကို16လုံးကို ဟုတ်ပြီဟုတ်ပြီဒါကြရှင်းကန်တော့ဆရာသမားနဲ့ပေါ်လာတော့ရှိရလို့တင်တန်းတီးတဲ့ရင်တော့မတက်ထားဘူး အော်ဟုတ်ကဲ့အေးဘောတင်နေဆိုတော့နီးစနစ်ပဲယူတာပါဟိုကျွန်တော်ပြောသွားတာ ဟုတ် ပေါ့ တယ်အားကြောင့် အဲ့တော့ကိုချီအောင်တင်ပေးလို့ရှင်တော့တက်လို့လည်းမထင်လို့ကျွန်တော်က ခုနအမပြောတာပြောတာပေါက်စရာအရသာကောင်းတယ်တဲ့အဲ့လိုမျိုးပေါ့ကိုကလေဟိုထားပါတော့ဘာတဲ့ပြောလိုက်တဲ့နဲ့ဒီရသာထွက်လာမှဆိုတော့တိနေတာဒါလည်းလုံးနေကြဆိုလေအဲ့လို ဟုတ်တယ်ဒီကကျွန်တော်ကနည်းနည်းလေးဟင်းချက်ကောင်းတယ်နည်းနည်းအခန့်ရှိတယ် သူကလည်းမဝေးဘူးလေအဲ့လိုမျိုးဟိုတင်တဲ့လူက ဟုတ် လည်း တယ်အားကြောင့်ကိုချီအောင်တင်ပေးရတယ်ဟိုတင်ပေးလိုက်တော့မြန်တက်လွယ်ရပါတော့ကိုဟိုလေးလေး သူကလည်းတက်လွယ်တယ်သဘောပေါက်လွယ်တာဆိုအေးပေါ့မြန်တက်လွယ်တာပေါ့ဟုတ် သူကလည်းလုံးတက်ကင်တဲ့သဘောပေါက်လွယ်တယ်ကျွန်တော်ကလည်းပြောတတ်တယ်ဆိုတော့ခဏလေးနဲ့တန်းဆင်ပြီးသွားပေါ့ ဟုတ်တယ်အားကြောင့်ကျွန်တော်ဒီတော့ဒီလိုကျွန်တော်လိုက်ကြည့်ရစိတ်လည်းရှိလို့ကျွန်တော်အားကြောင့်လို့ဒီတိုင်းဗီဒီယိုတွေကကြည့်ဆိုရင်အဆင်ပြေကျွန်တော်ပြင်ပါလို့ ဗီဒီယိုတွေကကြည့်ဆိုတော့နည်းနည်းလိုပါပေါ့အခုအစာအေးသွားလို့ရှိရင်တစ်ခါလေးလုံးမယ်ကိုအစာအေးသွားအကောင်ကိုရေစိုးဝင်းနဲ့အုပ်လိုက်ကို ဆက်ရှိလို့ရတယ် ရေစိုးဝင်းနဲ့အုပ်လိုက်ကိုအကောင်တစ်ခါလေးပြားမယ်ကိုလောလောဆယ်ရေစိုးဝင်းနဲ့အုပ်လိုက်ဟုတ်အစာအေးသွားရင်တစ်ခါလေးလုံးမယ်လေနော် ဟုတ်ပြီဟွာကိုရှိအောင်ဟွာပါလေကြာကွေးကဘယ်လောက်ကျွန်တော်ကြာကြာကွေးနဲ့ပါလဲချက်နံပြားနဲ့ အေးကိုနံပြားလဲလို့မှာနံပြားလဲရောင်းကောင်းတော့လေသူကစီမပါဘူးဆိုတော့သူတို့ပိုကြိုက်တယ်လို့လာခဲ့မယ်ဟုတ်တယ်အခုဟုတ်တယ်ဝယ်နန်းသေးလိုက်တာလှတယ် တော်တော်လှတယ်အခုကလည်းတော်တော်လှတယ်ဘာဖြစ်ချစ်စရာလဲ ဟုတ်တယ်တော်လှဟုတ်တယ်နန်းသေးရတာကွာတားစကားပြောတယ် ဟုတ်တယ်ဟိုကအပြဲကြီး ဟုတ်တယ် ဟုတ် ဟိုရှစ်ခရလေးသူ့စာနဲ့သူ့ပေါ့စင်ဟုတ်တယ်တလိန်လုံးသုံးကြတာမလို့ သူကနှခမ်းလေးတွေပြပြလေးဖြစ်ရင်ပူဆွဲလို့ကောင်းတယ်နန်းဆွဲလို့ကောင်းတယ်နှခမ်းပလေးတွေဆို ကျုပ်ကရှေ့ရောတာနဲ့မတော်လိုက်ပါ မင်းတော့မိတ်ဆက်လိုက်ပေါ့အမကြက်သွားရင်တော့ 6ဟုတ်ကြာကျွန်တော်ဒီကောင်ကိုဘယ်ချိန်ထိထားကြလဲ 2ရက်ထားခံလဲကိုအကောင်2ရက်ထားခံတယ် ထားကြတယ်လေးလေးကိုကြည့်လိုက်နေထားကြတော့စိုးပါအဲ့ဆိုလာမလာပြေးပြေးကြီး အခုကျွန်တော်ပြောမယ်ပြအဲ့ဒါအရေးကြီးတာသူကလေဒီတိုင်းအခုအကိုတို့ပြီးသွားလို့ရှိရင်အပေါ်ကဒီဝစ်စလေးဖြစ်ဖြစ်အဲ့ပေါင်းဖို့မှာအုပ်ဒါမှမဟုတ်ပေါင်းကလုံးနေဆိုရင်အုပ်เสียမလို့သေးလားအဲ့ဒါကိုနိုင်ဝက်လောက်ထားလိုက်နိုင်ဝက်လောက်ထားပြီးလို့ရှိရင်အကိုလှက်ကြည့်လိုက်ပွားလာမပွားသေးဘူးဆိုရင်နောက်ထပ်10မိနစ်လောက်ထပ်ထားလိုက်နည်းနည်းလေးပွားလာပြီဆိုမှအဲ့ဒါကိုဒီဟိုရင်နိုးတယ်အခါကျမှရင်နိုးတယ်လို့ရှိရင်ရင်နိုးတယ်ဖို့စောင့်တာထားပါတော့ဟို15မိနစ်20ဆိုရင်နွေးစုပြီးဆိုမှအဲ့ကောင်ကိုပေါင်းတဲ့ခါကျလို့ရှိရင်လည်းမီးပြင်းနဲ့15မိနစ်ပေါင်းလိုက်ဒီလား15မိနစ်မပြည့်မချင်းအဖုံးဖွင့်လို့မရဘူး15မိနစ်ပြည့်ပြီဆိုမှအဖုံးဖွင့်အဲ့ဒါဆိုရင်ရပြီဒီလားအပွားခန္ဓာမိနစ်40ထားပါတော့တနားရီလောက်ကြာသွားမှာပေါ့ဒီပထမ
ဟိုနိုင်ဝက်နဲ့မပွားမိနစ်40လောက်မှပွားပြီဆိုလို့ရှိရင်ပေါင်းလိုက်တော့ဟိုပေါင်းမဲ့ခါကြလို့ရှိရင်လည်းတခါရင်နှွေးစုဖို့စောင့်တာနဲ့ဗာနဲ့ဆိုမိနစ်20လောက်ကြာမှာဆိုတော့အဲ့ဆိုနှက်ချိန်ဟိုအပွားစောင့်တဲ့ချိန်အများကြီးရသွားပြီအဲ့ဆိုအဆင်ပြေသွားပြီအဲ့ဆိုရင်နှွေးစုနဲ့15မိနစ်ပေါင်းလို့ရှိရင်ရပြီနော်အဲ့ပေါင်းတဲ့ချိန်မှာလည်း ဟုတ်ကဲ့ အဖုံးကိုမက်လက်ကြည့်နေသီလားအဖုံးကိုလှက်ကြည့်လို့ရှိရင် तू က ဟုတ် ဟိုအဲ့လိုမျိုးလှက်လို့မရဘူး तू အငွေ့တွေပြန်လို့ရှိရင်အဲ့လိုမပွားတော့ तू အဲ့လိုအကျိုးတည်သွားတာအဲ့လိုအဲ့ဒါကိုအတိုင်းနှက်ထားတဲ့ချိန်မှာအဲ့လိုမျိုးလေးလုံးအောင်အုပ်ထားပြီနော်ဟိုရေစိုးဝဲလေးဖြစ်ဖြစ်အဲ့ဘူကအုပ်ထားလိုက်သီလားနော်ရေစိုးဝဲအပါလေးအုပ်လို့လည်းရသီလား ရေစုံဝဲအောင်ပြီးတော့ဖုံးမှာထပ်အုပ်တယ် အေးအဲ့လိုမျိုးလေအဲ့လိုမျိုးအုပ်ထားလိုက်အဲ့ဆိုပိုးဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီနှက်ထားတဲ့ချိန်ကြာလို့ချင်း तू က6သွားမှာဆိုလို့လေ6သွားလို့ချင်းစင်မပြေတော့အဲ့လိုမျိုးပြီးတော့ဒီပေါင်းတဲ့ခါကြလို့ချင်းရင်နှွေးဆူပြီးဆိုတော့ကိုရှာလက်ကားလေးဒီလက်ဖေးတော့ဘကတဝက်လောက်ရင်နှွေးတော့ပြစ်ထည့်လိုက်သီလားအဲ့ထည့်ပြီးပြီဆိုမှတခါတည်းပေါင်းလိုက်တော့နီလား ရှာလက်ကရေး အေး ရှာလက်ကရေး ဆက်လိုက်ဝင်ရမှာ မရှိတယ် ဖြူရည်လေးဆိုတော့ အေးလေအဖြူပဲလေအဖြူလည်းရတယ်လေ ရှာလက်ကရေးကဥဒုံရှိတယ်ရှိတယ် ရှာလက်ကားရင်မရှိလေဟိုဟာထည့်လိုက်လေတမျိုးစီဖြစ်ဖြစ်ပါအဲ့လေဟိုလင်းကားချမ်းလောက်ညှက်ထည့်လိုက်ရတယ် တမ်းမြသီးတို့ရလား ရတယ်အဲ့ကောင်လေးနည်းနည်းညှက်ထည့်လိုက်အင်း ရင်းနှီးတဲ့ အေးရင်နှွေးစုမှညှက်ထည့်လိုက်အင်း တမ်းမြသီးကလွယ်တယ်ဟုတ်မတမ်းမြသီးကနာမနဲ့ရှိ အော် ရှာလက်ကရေးဆောင်းထားမရှိ မထည့်လေဘာမှဖြစ်ပါဘူးကို ဟုတ် အဲ့ဆိုကိုကြောင့်စိတ်ချရမယ်နော်ကိုနော်ကိုလည်းအခုတော်တော်လေးအဆင်ပြေနေပါတယ် ညာညာတော့မနေ့ကမှတော့ အဲ ဒါက ခါကြ ဘလောက်အုပ်နေဘလောက် 15မိနစ်လောက်နဲ့ ပထမဟာကတိတ်မလာဘူးနော်ဒါပေမဲ့ပွားတာလေးကလှတယ်ဒုတိယဟာပန်းပေါ်တဲ့ဟာလေးကတော့မစိုးဘူးနော် ဟုတ်တယ်သူကဟိုဘက်ကဟိုပန်းမဲ့လူနေပန်းတော့ဟိုဘက်ကပန်းပေါ်လို့လည်းပူလာပါ အေးကြပါဦးတစ်ချက်လောက်ဟုတ်တော့ ဟိုဘက်ကဟာလေးတွေကပန်းတော့မပေါ်ပွားတာလေးကတော့လှတယ် ဟုတ်တယ်လာဘာမှခေါက်မရှိလာဘူးစင်ကြည့်တယ် အေးပါအခုညောင်းကောင်းပါသေးဗျာနော် ဟုတ်ပြီပြင်မယ်တော့ကျွန်တော်ပြင်မယ်လေဒီလည်းခက်ခဲမရှိတော့ပါဘူးစင်ကြည့် ဟုတ်ကဲ့ဝမ်းသာပါတယ်ဟုတ်ပြီ အဲ့တော့ကပြောနေမယ်တော့စားမကလာရေးစင်ကြည့်လားကို တကားမတလားအစမပြေဘူးကိုအဲ့ကလားမတလားပဲဟိုတေးမတလားပဲတင်ပြီသူကပေါက်စီတော့လေကားမတလားတဲ့အနံ့ပြေးတယ်လို့ ဟိုတိုးလာပါရှိရလား နော် တိုးလာပါလားရှိရလားတခြားမကလာကြတော့ မဟုတ်ဘူးကိုအနံ့မကောင်းတာကိုပေါက်စီမတလားပေါက်စီတော့ပဲကောင်းတယ်ကိုသူကအနံ့ကတင်းတင်းလေးနဲ့အနံ့တင်းလေးပေါ့ ဟိုတိုးဆိုင်မှာရှိရလို့ပြောတယ်ဒီအကောင့်ကြီးတဲ့မှာလာတိုးဆိုင် ရှိရကြားမဲမတလားလေတေးမတလားလို့လည်းခေါ်တယ်ကြားမဲမတလားလို့လည်းခေါ်တယ်အစိမ်းရောင်ဘူးလေ တိုးဆိုင်မှာရှာကြည့်လောက်နေတိုးဆိုင်မှာ ဟုတ်ကဲ့အဲ့ဒါဘာလို့ဘူကောင်းတယ်မဒါပေမဲ့တိတ်တော့မသိတာပါဘူးပေါက်စီမတလားထဲဟိုဒါစမူတာလို့မသိတာဘူး အော်ရောမျိုးရစင်ပြေကျွန်တော်ဒီရလဲစီရလဲစင်ပြေပါတယ်မဆိုတော့ ဟုတ်ဝမ်းသာပါတယ်တခါတည်းချိန်မေးသွားတော့ ဟုတ်ကဲ့အားကိုမရှိစင်ပြေနော် ဟုတ်ကဲ့အဲ့ဒါဒါပဲတော့ကိုနော် ဟုတ်ပြီ